Vertex ဆမ်မှာ post လုပ်တော့မယ်ဆိုရင်အရင်ဆုံးမလုပ်ခင်ငွေကြိုဖြစ်ရပါတယ်ဗျ။ Deposit ဆိုတဲ့ခလုတ်လေးကိုလိုက်ရှာပါ။ဦးပေးချေခြင်းနဲ့ payment method Pay, web pay စတာတွေကိုရွေးချယ်ပြီးတာနဲ့နောက်တစ်ဆင့်မှာလွှဲရမယ့်ငွေပမာဏကိုပြသပေးမှာဖြစ်ပါတယ်။ငွေလွှဲရမယ့်အကောင့်နံပါတ်ကိုပါတစ်ပါတည်းပြထားမှာဖြစ်လို့နံပါတ်ကိုမှန်ကန်စွာကူယူပြီးငွေပေးချေပါ။ငွေလွှဲပြေစာ screenshot ကိုတင်ပေးပြီးငွေလွှဲလုပ်ဆောင်ချက်အမှတ်စဉ် Transaction ID နောက်ဆုံး၅လုံးကိုလည်းရေးပေးဖို့မမေ့နဲ့နော်။နောက်ဆုံးဖိနှောက်ကိုတေချာလေးနှိပ်လိုက်ပါ။ပြီးရင်တော့ deposit logger ထဲမှာကိုရဲ့ငွေပေးချေမှုကိုစောင့်ကြည့်လို့ရပါပြီ။ Pending လို့ပေါ်နေရင်မှန်ကန်ပါတယ်။ Approve ဖြစ်အောင်15မိနစ်ခန့်စောင့်ရပါတယ်။ Rejected ဖြစ်သွားရင်တော့ငွေလွှဲမှုမှားယွင်းနေလားစစ်ဆေးပြီးအသေးစိတ်ကို admin နှင့်ဆက်သွယ်အကူအညီတောင်းနိုင်ပါတယ်။ Approve ဖြစ်လို့ငွေဝင်လာပြီဆိုရင်တော့ service တွေထဲကနေကိုကြိုက်နှစ်သက်ရာကိုဝယ်ယူနိုင်ပြီဖြစ်ပါတယ်။